ဘဝမှာကိုအေးပေးခဲ့တဲ့သူတွေကကိုအေးမပါသလိုဆက်ဆံတာကိုခံရတဲ့အခါခံပြင်းပြီးစိတ်မကောင်းဖြစ်ရသလိုမကြည်မနှက်နဲ့နာကြီးရတယ်ဘူးလားကိုမလေးမစားဆက်ဆံတာကိုမထေမဲ့မြင်ပြတာခံရတဲ့အခါလဲနာကျင်ခံခတ်ဖြစ်ရတယ်ဘူးလားဒါဆိုရင်နောက်အဲ့ဒီလိုမခံစားရအောင်ကိုအဲ့ဒီလိုဆက်ဆံတတ်တဲ့သူတွေကိုဆက်ပြီးမပတ်သက်မိအောင်ရှောင်ပါကိုပြီးမဆိုင်တဲ့သူတွေကိုချစ်နေတာနဲ့အချိန်ကုန်မခံပါနဲ့မုန်းနေတာနဲ့လည်းအချိန်မကုန်ပါစေနဲ့ပြီးခဲ့တာတွေကိုသီးခံခွင့်လွတ်မေ့ပြောက်ပြီးနောက်မပတ်သက်မိအောင်ဥပိ္ပခါသာပြုလိုက်ပါကိုတန်မိုးထားတဲ့သူတွေကိုဂရုစိုက်ပေးနိုင်အောင်ကြိုးစားပါကိုတန်မိုးထားတဲ့သူတွေအတွက်အချိန်ပေးနိုင်အောင်ကြိုးစားပါဘဝကခဏလေးပါကိုတန်မိုးထားသူတွေနဲ့ပဲပျော်ပျော်ရွှင်ရွှင်နေသွားပါလူတော်များများကသူတို့အောင်မြင်သွားကြချိန်မှာအဝင်တွေမြင့်ပြီးဘဝတွေမေ့သွားတတ်ကြပါတယ်သူတို့ရဲ့လက်ရှိအောင်မြင်မှုတွေကလွဲရင်သူတို့ကိုလက်ရှိပံ့ပိုးပေးနေသူတွေကလွဲရင်ဘယ်သူမှမမြင်နိုင်ကြတော့ပါဘူးဒါဟာတော်များများဖြစ်လေရှိတဲ့သဘာဝပါဒါကိုတချို့တွေကသူတို့အောင်မြင်လာတဲ့အခါငါကိုများပြန်ကြည့်မလားငါကိုများပြန်သိတယ်မလားငါကိုများအတိမတ်ပြုမလားစတဲ့လားပေါင်းများစွာနဲ့မျောလင့်နေတတ်ကြပါလေမျောလင့်တယ်လို့ဖြစ်မလားတော့စိတ်မကောင်းဖြစ်တတ်ဝမ်းနေတတ်ကြပါလေအဲဒီလိုတချို့တွေလည်းပို့မပါပါစေနဲ့ဘယ်သူစီကမှဘာကိုမှမမျောလင့်ပဲစိတ်ချမ်းသာအောင်နေပါမျောလင့်ချက်နေလေချမ်းသာလေပါလူတော်များများကအကျိုးလူလို့ညောင်ရည်သွန်းတတ်ကြသူတွေကြီးပါသူတို့စိတ်လိုကြပျော်ရွှင်ဖို့သူတို့အကျိုးရှိဖို့အတွက်ပဲကြည်ပြီးပေါင်းတက်သင်းတက်ကူညီတတ်ကြတာပါသူတို့မပြောတော့တဲ့တနေ့သူတို့အကျိုးမရှိတော့ဘူးလို့ထင်တဲ့တနေ့သူတို့အကျိုးကိုစောက်ရုပ်စေတယ်လို့ထင်တဲ့တနေ့ခွဲခွာသွားကြမှာပါဒါကလည်းလူတွေရဲ့သဘာဝဆိုတာကိုနားလည်ထားပါချင်းချက်အနေနဲ့လူတော်များများဆိုတဲ့အထဲမှာပါတဲ့လူအနေငယ်တော့ရှိတာပေါ့ရှိတော့ရှိတယ်ရှားပါတယ်ဘဝမှာဘယ်တော့ပဲအောင်မြင်ဒီနေ့မှာအဆုံးသက်ဆိုတာရှိစမြဲပါသင်အောင်မြင်ချိန်မှာလူတွေဘောဘယ်လိုဆက်ဆံတယ်လဲဆိုတာကသင်ရဲ့အဆုံးသက်ကိုအဆုံးဖြတ်ပေးပါလိမ့်မယ်အဲ့ဒီအဆုံးဖြတ်နေပဲသင်ဘဝရဲ့နေဝင်ချိန်တွေကိုကြော်ဖြတ်ရပါလိမ့်မယ်ဒါကြောင့်အဆုံးသက်မှာအဆုံးအဖြတ်လှအောင်မြင်နေချိန်မှာလူပိသအောင်နေပါလူသားဆန်တဲ့စိတ်လေးရှိပါလူသားအကျိုးပြုလုပ်ငန်းတွေမှာကူညီပါဟန်ပြမဟုတ်ပဲစံပြဖြစ်အောင်ကြိုးစားပါလောကကြီးအကြောင်းကိုတဖြည်းဖြည်းနားလည်လာတဲ့အခါလူတွေအကြောင်းကိုတဖြည်းဖြည်းသိလာတဲ့အခါလူတွေအပေါ်ခွင့်လွတ်နားလည်လာနိုင်တဲ့အခါပိုပြီးအေးချမ်းလာပါလိမ့်မယ်ပိုပြီးနေတဲ့ထိုင်တဲ့ပြောတတ်ဆိုတတ်လာပါလိမ့်မယ်ဒါဟာရင့်ကျက်မှုတစ်မျိုးပါပဲရင့်ကျက်မှုနဲ့အတူမေတ္တာတွေပါလာနိုင်အောင်ကြိုးစားနေထိုင်ပါသာသနာ့တွင်ဆရာတော်